ချိန်ခုံပြီးတော့မင်းမြတ်ဝအာယုံမညီတဲ့မြတ်ဝမင်းရဲ့ကြည်မမျောနေရဲ့မင်းရဲ့အချစ်မြတ်ဝချိန်စားလာရမသွားတဲ့ခံစားချက်ပေါင်းများစွာနဲ့သူရှာတဲ့မြတ်ဝစုံမင်းချင်ရဲ့မူမပိုင်နဲ့မြတ်ဝတော့ချိန်ပြီးယူခဲ့ရပါမယ်နှုတ်ဆက်မဲ့ဒီနှခမ်းတွေတွေ့ဘူးနေI'm sorry to do it you never saw no way ပြောခဲ့ခြင်းပေမဲ့သိကြတယ်အချစ်တွေနဲ့ပြတ်သွားမလားဆိုရင်ငယ်မြတ်ဝန်းနဲ့ပြောနေပြီအချိန်ကုန်ပြီတော့မင်းမြတ်ဝန်းအာယုံမနေတဲ့မြတ်ဝန်းမင်းရဲ့ဒီမှာမျောနေရဲ့နေရနာတွေမသွားခဲ့သူမိန်သားရလေတော့မြတ်ဝန်းမြတ်မနောင်